အခုကျွန်တော်တို့ဒီ birthday နဲ့ပတ်သက်ပြီးတော့ဗောနော်အခြေခံကြကြဘယ်လိုမျိုးတိဆောက်ရမယ်ဘယ်လိုမျိုးဝက်ကြမှာတိဆောက်ပြီးတော့ဖြည့်ဆည်းရမယ်ဖြည့်ဆွဲရမယ်ဆိုတာကိုကျွန်တော်ကကွက်လက်ကလေးတွေနဲ့တူပြပြသွားမယ်ဖြစ်တယ်ဗောနော်โอเคအဲ့တော့ကျွန်တော်တို့ဒီစအောင်ဆုံးဗျာလေးကိုစကြည့်မယ်ဗောနော် he နံပါတ်1ကိုစကြည့်မယ် he သူက ill နော် ill ဆိုတာကဒီမှာစမှတ်ရမှာဗောနော် ill ကကျွန်တော်တို့က adjective စလုံးဖြစ်တယ်နော် adjective စလုံးဖြစ်တယ်ဒါကိုသိထားမယ် adjective တွေမှန်သမျှသည်ကျွန်တော်ကတောနဲ့ဆုံးတယ်မြန်မာလို့ဆိုတောနဲ့ဆုံးတယ်အဲ့တောနဲ့ဆုံးတာကိုကျွန်တော်တို့ကဒီဖြစ်ချင်တာပေါ့နော်အဲ့တော့နေမကောင်းသောလို့အဓိပ္ပာယ်ရတယ်ဒါလေးကသူကနေမကောင်းသောလို့အဓိပ္ပာယ်ရတယ်ပေါ့နော်နေမကောင်းသောလို့အဓိပ္ပာယ်အဲ့တော့နေမကောင်းသောဆိုတဲ့ဒီအဓိပ္ပာယ်လေးကိုကျွန်တော်တို့ကနေမကောင်းဘူးဆိုပြီးတော့ကျွန်တော်တို့က verb လုပ်လိုက်ချင်တယ်ပေါ့ကရိယာလုပ်လိုက်ချင်တယ်အဲ့ဒါဆိုကျွန်တော်တို့က verb to be နဲ့တွဲတယ်နော်โอเคအဲ့တော့ကျွန်တော်ဒီမှာသူအခုလက်ရှိနေမကောင်းတာနော်အခုသူလက်ရှိသူကအခုလက်ရှိနေမကောင်းဖြစ်နေတာဆိုတော့ကျွန်တော်တို့ကဘာနဲ့စဉ်းစားမလဲဆိုလို့ရှိရင်သူကို MSR နဲ့စဉ်းစားမယ်ပေါ့နော်လက်ရှိဖြစ်နေတဲ့ကြောင့်မလို့ MSR နဲ့စဉ်းစားမယ်ညာမယ်နော်โอเคအဲ့တော့ MSR နဲ့စဉ်းစားမယ်ဆိုတော့ကျွန်တော်တို့ဘာကိုရွေးရမလဲတစ်လုံးရွေးရမယ် he ဒီဘာနဲ့တွဲလဲဆိုတော့နော် he is နဲ့တွဲတယ်အားကြောင့်မလို့ကျွန်တော် is ကိုရွေးမယ်တစ်ခုကိန်းတွဲတယ်ပေါ့နော်အားကြောင့်မလို့အဖြေဒီ he is ill နော် he is ill သူနေမကောင်းဘူးဒါမျိုးလေးပြောတာပေါ့နော်သူနေမကောင်းဘူးအဲ့တော့ဘာလေးတည်ထားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ MSR ဒီနော်ဒီ MSR ဒီ adjective တွေနဲ့တွဲပြီးတော့ဒီလောက်လိုက်တယ်နေမကောင်းတော့ကနေမကောင်းဘူးဖြစ်သွားတယ်ပေါ့နော်โอเคအဲ့တော့နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုက BEB ပဲထပ်ပေးထားတယ်ပေါ့နော်။ Okay ဒီမှာလည်းအဲ့တိုင်းပဲဒီစလုံးလေးကိုကြည့်လိုက်တော့ adjective စလုံးလေးဖြစ်နေတယ်။နော် adjective စလုံးဘာလေးလဲဆိုတော့မြန်မာလိုတောပဲသူလဲ။နော်ပင်မန်းသောပေါ့။အဲ့တော့ပင်မန်းသောကိုနော်ကျွန်တော်တို့ကဘာလုပ်ချင်လဲလို့ပြောလို့ရှိရင်ပင်မန်းသည်လုပ်ချင်တယ်။ပင်မန်းသည်လုပ်ချင်တယ်ဆိုလို့ရှိရင် MSR Westward ဆိုရဲနော် verb to be တစ်လုံးလုံးနဲ့တွဲပေးရမယ်ပေါ့နော်။ Okay အဲ့တော့လက်ရှိပင်မန်းနေတာအခုပင်မန်းနေတာနော်မှာကျွန်တော်ပင်မန်းနေတယ်ပေါ့နော်I'm tired ကျွန်တော်ပင်မန်းနေဆိုပြီးကြောအဲ့တော့ဒီမှာကျွန်တော်က verb to be နဲ့တွဲမှာပင်မန်းသောကပင်မန်းသည်ဖြစ်သွားမှာနော်အဲ့တော့ဒီတစ်ခုလုံးပေါင်းပြီးပင်မန်းသည်ဖြစ်သွားမှာအဲ့တော့ပင်မန်းသောပဲရှိတယ်ဒီမှာပင်မန်းသည်ဖြစ်ဖို့အတွက်ကျွန်တော်တို့က verb to be နဲ့တွဲပေးရမယ်အဲအကြောင်းမလို့ကျွန်တော်တို့ကဒီအခုလက်ရှိပင်မန်းနေတာမို့လို့ MSR ထဲရပဲစဉ်းစားရမယ်ပေါ့နော် MSR ထဲရပဲစဉ်းစားရမယ်โอเคအဲ့တော့ MSR ရဘယ်အောင်ရွေးမလဲเนาะ I ဆိုတော့ကျွန်တော်တို့က am ကိုရွေးမယ် I am okay I am tired ကျွန်တော်ပင်ပန်းနေတယ် I am tired ကျွန်တော်ပင်ပန်းနေတယ်ပေါ့နော် okay နောက်တစ်ခုစက်ကြည့်မယ်ဒါလေးက verb to do ပေါ့เนาะ verb to be မဟုတ် verb to do play ဆိုတာကစားသည်เนาะနောက်ပြီးတော့ကျွန်တော်ကစားသည်တီးသည်ပေါ့နော် okay တီးသည်เนาะတူရိယာတွေနဲ့ပတ်သက်လာရင်တီးတယ်လို့အဓိပ္ပာယ်ရတယ်နော်အားကစားရည်နဲ့ပတ်သက်လာရင်ကစားတယ်လို့အဓိပ္ပာယ်ရတယ်ဂိမ်းတွေနဲ့ပတ်သက်လာရင်ကစားတယ်တူရိယာတွေနဲ့ပတ်သက်လာလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်တီးခတ်တယ်ပေါ့နော်โอเคအဲ့တော့သူကနော်စန္ဒယာကို the piano စန္ဒယာကိုတီးတက်တယ်လို့ပြောချင်တာအဲ့တော့တီးတက်တယ်ဆိုတော့ကျွန်တော်ကဘဝန်းနဲ့စဉ်းစားရတော့မယ်နော်โอเคဘဝန်းဆိုလို့ရှိရင်သူကနှစ်မျိုးရှိတယ် play ရိုးရိုးနဲ့နော် play မှာ s ထည့်တာနဲ့ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်ဘဝန်းမှာနှစ်မျိုးရှိတယ်အဲ့တော့ကျွန်တော်ကဘယ်အောင်ရွေးမလဲဆိုတော့ he လို့ပေးထားတယ်ဒီမှာသူက he လို့ပေးထားတယ်he လို့ပေးထားဆိုတော့ကျွန်တော်ကတခုကင်းဆိုတဲ့အကြောင်းမလို့ place ကိုရေးမယ်နော် PLAYS place အဲ့တော့ဗာလေးပဲပြောတာ he plays the piano သူစန္ဒယာတီးတက်တယ်ဒါမျိုးလေးဖြစ်သွားပါတော့အဲ့တော့ play မှာပါထည့်ထားမလဲ s ထည့်ပေးရမယ်ညာမင်း okay အဲ့တော့သူစန္ဒယာတီးတက်တယ်ဆိုတော့ verb to be လို့လားဆိုတော့မလို့ဘူးနော် verb to be ဘာမှမလို့သူစန္ဒယာတီးတက်တယ်ပြီးသွားပြီနံပါတ်4ကိုဆက်ကြည့်မယ် I like he like ဆိုတာကြိုက်တယ်ကျွန်တော်ကတဲ့မြို့ကြီးပြကြီးတွေကိုကြိုက်တယ်โอเคဒါဘဝန်းပဲကိုကြိုက်တယ်လက်ရှိကြိုက်တာပဲကွာအားကြောင့်လို့ဘဝန်းဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အမြဲတမ်းနှစ်မျိုးရှိတယ်ဘဝန်းမှာ like like နဲ့ s ပေါင်းတာနဲ့မပေါင်းတာဆိုပြီးနှစ်မျိုးရှိတယ် likes likes ပေါ့နော်နှစ်မျိုးရှိတယ်โอเคအဲ့ဒါကျွန်တော်တို့ကဘယ်အောင်ရွေးမလဲဆို I ဆိုတော့ကျွန်တော်တို့ ses မပေါင်းတာကိုရွေးပေးရမယ်ပေါ့နော်โอเคအဲ့တော့အဖြေရပါလဲဆိုရင် I like s မပေါင်း I like big cities ကျွန်တော်မြို့ကြီးပြကြီးတွေကိုနှစ်သက်သဘောကြတယ်โอเคနောက်တစ်ခု live lived နေထိုင်သည်ပေါ့နော် live ဆိုတာနေထိုင်သည်โอเคအဲ့တော့ live ဆိုတာနေထိုင်ဒါလည်းအဲ့ဒါ verb to do ပဲเนาะဒါလည်းနေထိုင်သည်ဆိုတာ verb to do ပဲအဲ့တော့သူတို့ကတဲ့เนาะโอเคဆက်ပြီးကြည့်မယ်သူတို့ကတဲ့ဒါလေးနည်းနည်းလေးချက်ပြောပေးဦးမယ်ကျွန်တော်เนาะ he has subject place က verb the piano က object အဲ့လိုပဲ I က subject like က verb big city က object ပေါ့ဒါလေးတွေလည်းခွဲတက်အောင်လေ့ကျင့်ရမယ်เนาะ subject verb object လေးတွေခွဲတက်အောင်လေ့ကျင့်ရOkay အခုဒီမှာကြည့်မယ် they က subject ရမယ်เนาะ in a very big house
အိမ်အကြီးအရန်ကြီးတဲ့အိမ်ကြီးတစ်လုံးမှာလို့ပြောမှာ in ဆိုတာမှာကိုပြောโอเคဒါက place နေရာပြဖို့เนาะနေရာပြဖို့အဲ့တော့သူတို့ကတဲ့အရန်ကြီးတဲ့အိမ်တစ်လုံးမှာတဲ့နော်သူတို့ကအရန်ကြီးတဲ့အိမ်တစ်လုံးမှာနေထိုင်ကြတယ်လက်ရှိလည်းနေနေတာပဲအဲ့တော့ဘဝန်းထဲရပဲစဉ်းစားမယ်ဘဝန်းထဲရဆိုတာ ਨੇ ကျွန်တော်ခုနပြောသလိုဘာကိုစဉ်းစားမလဲနော် s ပါတာနဲ့မပါတာ liv live နဲ့ lives lives okay အဲ့တော့ subject ကိုကြည့်ရမယ် subject ကဘာကိန်းလဲဆိုလို့ရှိရင်တစ်ခုကိန်း sorry အများကိန်းဆိုတော့ကျွန်တော် s မထည့်ရတော့ဘူးနော် live live နေထိုင်သည် okay အဲ့ဒီကောင်ကဘာလဲလို့ပြောရင် verb ပေါ့အဲ့တော့ဒီဝတ်ကြပါလဲ subject နော် subject verb place လိုက်ထားတာပေါ့နော်အပေါ်ဝတ်ကြတယ်ကျတော့ subject verb object လိုက်ထားတာဒါ place နေရာလိုက်ထားတာနော်ရမယ်လို့ထင်ပါတယ် okay အဲ့တော့နောက်တစ်ခုဆက်ပြီးကြည့်မယ် su ဆိုတဲ့ကောင်မလေးကတဲ့ always အမြဲတမ်း early ဆိုတာစောစောနော် arrive ဆိုတာရောက်တယ်နော် okay su ကအမြဲစောစောရောက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကွက်လက်ဖြည့်ပေးရโอเคအဲ့တော့ကျွန်တော်တို့ခွဲကြည့်မယ်ပေါ့နော်ဝတ်ကြအောင်မျိုးစားလေးခွဲကြည့်မယ် su က subject ပေါ့နော်ဒါနော်ဒါကတော့ adverb နော် frequency ပေါ့နော် adverb frequency လို့ခေါ်တယ်ဒါလေးက adverb ပဲစွာလို့ဒီပဲစောစီးစွာနော်စောစောအဲ့လိုအဓိပ္ပာယ်ရတယ်စွာပေါ့နော် arrive ဆိုတာကရောက်တယ်ကရိယာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကကရိယာကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒါသူကအမြဲစောစောရောက်တယ်ဆိုတာဒါနော်အလေးထားကိုပြောတာအလေးထားကိုပြောလို့ရှိရင်ဘဝန်းကိုသုံးတယ်ဘဝန်းနဲ့ပတ်သက်လိုက်2မျိုးရှိတယ် s ပေါင်းတာနဲ့မပေါင်းတာဆိုပြီး2ခုရှိတယ်နော် arrive arrives arrives okay အခုစူးဆိုတော့တယောက်တည်းစူးဒီတစ်ခုကိန်းနော်တစ်ခုကိန်းဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာပေါင်းမလဲဆိုလို့ရှိရင် verb ထဲမှာ SCS ပေါင်းမယ်စူးကတစ်ခုကိန်းမို့လို့ subject ကတစ်ခုကိန်းမို့လို့ verb ကကျွန်တော်တို့ဘာကိုရေးမလဲ arrives ကိုရေးပေးရမယ်နော်အားကြောင့်မလို့အဖြေက arrives arrives ဖြစ်သွားတယ်နော် okay ဒါလေးက verb ပေါ့ verb ပေါ့နော် okay အဲ့တော့ subject နော် subject verb ဆိုပြီးကျွန်တော်ကနော် o ရေးထားတယ် sorry ပါ okay verb ကိုရေးပြီးအဲ့တော့ subject verb မှာ adverb ပေါ့နော်ဒီ adverb ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲလို့ဆိုလို့ရှိရင်ဝါကြမှာတိဆောက်ပုံမှာဘာလို့ခေါ်လဲဆို manner လို့ခေါ်တယ်ပေါ့နော် manner လို့ခေါ်တယ်နော် am လို့သင်္ကေတပြုတယ်ပေါ့နော် manner လို့ခေါ်တယ် am လို့ခေါ်တယ်အပြုမှုနော် okay manner လို့ခေါ်တယ် okay အဲ့တော့ဒီဝါကြကလေးလည်းမှတ်ထားပါဦးနော် okay subjectနော်ပြီးတော့ adverb of frequency ဝင်လာတယ် subject နဲ့ verb ကြားမှာ always တို့ usually တို့ often တို့အမြဲတမ်းထည့်ပေးရရှိတယ်ဆိုအဲ့ကြားထဲမှာထည့်ပေးရပြီးတော့မှ verb လာတယ် arrives ပြီးတော့မှ early လာတယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်ပဲဖြစ်တယ်su ကနော်အမြဲစောစောရောက်ပါတယ် okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုဆက်ပြီးကြည့်မယ်နော် okay နောက်တစ်ခုဆက်ကြည့်မယ် have ဆိုတာကမှားရှိတယ်နော်မှားရှိတယ်ဒီမှာဒါ verb to have ဖြစ်သွားပြီအဲ့တော့ verb တွေနဲ့ပတ်သက်လာရင် verb to be နော် verb to have မှာ verb to do နော်3မျိုးရှိတယ် verb to အခုဒီမှာသင်ပြီးသမျှဒီထိရောက်လာပြီဆိုတော့3မျိုးရှိတယ် verb to be ရှိတယ်မှာ verb to have ရှိတယ်ဒီမှာ verb to do တွေရှိတယ်ပေါ့နော် verb to do တွေအဲ့ဒါရ verb to do တွေပေါ့ okay အဲ့တော့ကျွန်တော်တို့ have နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော် have ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့မှားရှိသည် have ရဲ့အဓိပ္ပာယ်ကမှားရှိသည်အဲ့တော့ကျွန်တော်တို့နော်ဝကြလေးကိုစပြီးကြည့်မယ်ဒါက subject နော်ဒါလေးက noun ပေါ့နော်ဒါလေးက noun သူ့မှာပိုင်ဆိုင်ခြင်းဟာတွေပေါ့ဘာတွေပိုင်ဆိုင်လဲဒီမှာရေးတယ်ပေါ့နော် have ရဲ့နောက်မှာရေးတယ် okay အဲ့တော့ have နဲ့ပတ်သက်လာလက်ရှိတာတော်မှာတဲ့ညီမ2ယောက်ရှိတယ်တဲ့နော် okay အဲ့တော့တော်မှာညီမ2ယောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ကစဉ်းစားတော့မယ်ရှိတာဘဝန်းပေါ့လက်ရှိလည်းရှိနေတာပဲဘဝန်းဆိုလို့ရှိရင်နှလုံးရှိတယ် has ရှိတယ်နော် have ရှိတယ်နော်နှလုံးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ကညှိရမှာပေါ့နော် tom ကဘာကိန်းလဲတစ်ခုကိန်း tom ကတယောက်တည်းမို့လို့တစ်ခုကိန်းအားကြောင့်မလို့ tom ကတစ်ခုကိန်းမို့လို့ကျွန်တော်က has ကိုရွေးရမယ်ဘာကြောင့်လဲ has ကလည်းတစ်ခုကိန်းမို့လို့ tom နဲ့လိုက်ဖက်သွားအောင် has ကိုရွေးပေးရအဲ့တော့အဖြေကဘာဖြစ်တော့ tom has 2 sisters tom မှာညီမ2ယောက်ရှိပါတယ်ရမယ်နော် okay နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်း verb to have ပဲညာမနော် verb to have ပဲမှားရှိသည်လို့ဒီပေးရတယ်ညာမနော် okay အဲ့တော့ကျွန်တော်တို့ဝါကြကိုစပြီးခွဲကြည့်မယ် they are subject ညာမနော် they are subject okay အခါ noun ပေါ့နော်ပိုင်ဆိုင်ခြင်းပြခံရတဲ့စလုံးပေါ့နော်ဘာပိုင်ဆိုင်လဲပိုင်ဆိုင်တော့ဒီမှာရေးတယ်အဲ့တော့သူတို့မှာနော်အဲ့တော့သူတို့မှာဘာရှိတယ်လို့ပြောလို့ရှိရင်ကားတစ်စီးရှိတယ်ပေါ့အဲ့တော့ they ဒီမှာအကားလို့သုံးထားတယ်အဲ့တော့ကျွန်တော်တို့ကစပြီးတော့ဘာကိုခွဲရမလဲဆိုတော့ have နဲ့ပတ်သက်လက်ရှိလည်းရှိတာသူတို့မှာလက်ရှိကိုကားရှိနေအဲ့တော့ဘဝန်းထဲကစဉ်းစားရမယ်အဲကြောင့်မလို့ has ရဲ့နော် have ရဲ့ထဲကရွေးချယ်ရမယ်ဘဝန်းထဲမှာဆိုရင်
ဒါမနော်ဒါကျွန်တော်အပေါ်ကဗီဒီယိုလေးတွေမှာပြောပြခဲ့ပြီးဖြစ်တယ်ပေါ့နော်မဝမ်းဆိုရင်ဘာတွေ Web 2ဆိုရင်ဘာတွေဒါတွေကအလွတ်ကျက်ထားမယ်မှတ်ထားပေးရโอเคအဲ့တော့ကျွန်တော်တို့ဒီမှာဘယ်ကောင်ရွေးမလဲဆိုလို့ရှိရင်နော် has ကတစ်ခုကိန်း have ကအများကိန်းဒါကတစ်ခုကိန်း has ကတစ်ခုကိန်း have ကအများကိန်းအားကြောင့်လို့ကျွန်တော်တို့ကအများကိန်းကိုပဲရွေးရမယ်ဘာကြောင့်လဲ they ဒီအများကိန်းမို့လို့ have have they have ဒါမှမဟုတ် okay အဲ့တော့ they have a car နော်သူတို့မှာကားတစ်စီးရှိတယ် they have a car have နော်ရမယ်လို့ထင်ပါတယ် okay နောက်တစ်ခုကျွန်တော်တို့စက်ကြည့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ BEB ဆိုတာဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့နော် okay BEB ဆိုတာဘာလဲနော် BEB ဆိုတာကဖြစ်တည်ရှိတည်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခု adjective နဲ့တွဲတယ်အပေါ်မှာပြောခဲ့တဲ့ adjective နဲ့တွဲတယ်ပေါ့နော် okay ဒါလေးပြောခဲ့တယ် okay အဲ့တော့ကျွန်တော်တို့ဒါလေးဝက်ကြလေးစခွဲကြည့်မယ်ဒါက subject နော်ဒါက subject ဒါက adjective မို့လို့လဲ verb to be နဲ့တွဲမှာပင်ပန်းသောကိုပင်ပန်းသည်လုပ်ချင်တာနော် last night ကအချိန်ပြစလုံး time ဖြစ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့စကြည့်တော့မယ်ဒီ verb to be မနေ့ညကလို့ပြောတော့အတိတ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကဘာစဉ်းစားတော့မလဲဆိုလို့ရှိရင်เนาะ verb to be နဲ့ပတ်သက်လိုက်ရင် verb to အတိတ်ကဘာလဲဆိုရင် was ရဲ့ why ရဲ့နှလုံးရှိတယ်ပေါ့နော် okay အဲ့တော့သူမဆိုတော့ကျွန်တော်ကဘာနဲ့တွဲမလဲ was နဲ့တွဲမလား why နဲ့တွဲမလားအဲ့တော့ was ကတစ်ခုကိန်း why ကအများကိန်းအဲ့တော့ she ကဘာကိန်းလဲတစ်ခုကိန်း she ကတစ်ခုကိန်းမို့လို့ကျွန်တော်က was နဲ့တွဲပေးရမယ်အဲ့တော့ she was ဖြစ်သွားမယ်ရမယ်နော် okay အဲ့တော့ she was tired last night သူမမနေ့ညကပင်ပန်းသွားခဲ့တယ်အဲ့တော့ဘာကိုရွေးခဲ့တယ်ကျွန်တော် west ကိုရွေးခဲ့တယ်ပေါ့နော် okay နောက်တစ်ခုကျွန်တော်တို့နံပါတ်7ကိုဆက်ကြည့်မယ် you may late နောက်ကြတယ် okay အဲ့တော့ဝက်ကြကလေးကိုစခွဲကြည့်မယ် you ကဘာလဲဆိုလို့ရင် subject late ကဘာလဲလို့ပြောရင် adjective မို့လို့เนาะနောက်ကြတော့ကိုနောက်ကြသည်ဆိုပြီးလုပ်ဖို့အတွက် verb to be နဲ့တွဲမှာအဲ့တော့မင်းနောက်ကြတယ်ဝင်လာတဲ့လူကိုပြောတယ်ကိုချိန်ထားတဲ့လူကကိုရှေ့ကိုရောက်လာတဲ့အခါမှာပြောတယ်မင်းနောက်ကြတယ်ဆိုပြီးပြောတယ်ပေါ့နော်လက်ရှိနောက်ကြတာလက်ရှိကိုနောက်ကြတာအဲကြောင့်မလို့ MSR ထဲကပဲစဉ်းစားရမယ်เนาะ MSR ထဲလက်ရှိကိုနောက်ကြနေတာ तू อ่ะเนาะအတိတ်ကနောက်ကြခဲ့တာကိုပြောမှာမဟုတ်ဘူးရောက်လာတဲ့ तू နောက်ကြတာကိုပြောတာအဲ့တော့ကျွန်တော်ကဘာလို့သုံးမလဲ you ဆိုတော့ဘာနဲ့သုံးမလဲဆိုတော့ are နဲ့သုံးမယ်အများကိန်းอ่ะအဲကြောင့်မလို့ you are late မင်းနောက်ကြတယ်ရမယ်နော် okay အာကိုရွေးတယ်ပေါ့အဲ့တော့ဒီဝက်ကြပုံတံကိုသိရမယ်ပြောချင်တာကဘာလဲဆိုတော့ဒီနှစ်ခုပေါင်းပြီးတော့မှနောက်ကြတော့ကနောက်ကြသည်ဖြစ်သွားတယ်နော်အဲ့တော့နောက်ကြတောတွေမှန်သမျှဒီ MSR နဲ့တွဲရမယ်ဆိုတာကိုသိရဒီမှာလည်းတွဲပြတယ် west 1နဲ့တွဲအတိတ်မို့လို့ west နဲ့တွဲတယ်ပေါ့နော် okay နောက်ခုဆက်ပြီးကြည့်မယ် finished နော်ဒီစလုံးလေးကြည့်မယ် finish ဆိုတာပြီးဆုံးတာနားမနော် okay ပြီးဆုံးတယ်လို့တွေ့ပြရတယ်ပေါ့နော် finish ပြီးဆုံးတယ်okay အဲ့တော့ကျွန်တော်တို့ဒီစလုံးကိုစပြီးလေ့လာကြည့်မယ်နော်ဝက်ကြကလေးကိုအရင်ဆုံးခွဲကြည့်မယ်ပေါ့နော် last night မနေ့ညက last night မနေ့ညက the party ဒါ subject the party ပွဲကနော် subject အဲ့တော့အချိန်ကိုရှေ့ထုတ်ရေးလို့ရတယ် subject မရေးခင်အချိန်ကိုရှေ့ထုတ်ရေးလို့ရတယ် last night the party okay နောက်ကြည့်မယ် at midnight ညသန်းခေါင်ရံအချိန်မှာဒါ time ပေါ့အဲ့တော့မနေ့ကအကြောင်းကိုပြောနေတာမနေ့ကအကြောင်းကိုပြောနေဆို verb to အဲ့တော့ finish ကိုဘာပြောင်းလိုက်ရုံပဲလဲဆိုတော့ verb to ပြောင်းရုံပဲအဲ့တော့ finish ကို verb to ပြောင်းတော့ဘာဖြစ်လဲ ed ထည့်ပေါ့ finished finished ဒါပဲ okay အဲ့တော့ finished finish ဘာကြောင့် verb to ပြောင်းတာလဲမနေ့ညကအကြောင်းကိုပြောလို့အတိတ်ဖြစ်သွားပြီအတိတ်မို့လို့ verb to နဲ့ရေးဖြေတာဖြစ်တယ်အဲ့တော့ subject time subject เนาะသူ့ရဲ့တိဆောက်ပုံမှာ time subject verb time ဖြစ်သွားအနောက်မှာလည်း time ပဲအဲ့တော့ဘယ်လိုအဓိပ္ပာယ်ဆိုမနေ့ညကเนาะမနေ့ညက last night မနေ့ညက the party finished at midnight party ပွဲကညသန်းခေါင်ရဲ့အချိန်မှာပြီးဆုံးသွားခဲ့ပါတယ်ရမယ်နော် okay နောက်တစ်ခုဆက်ပြီးကြည့်မယ်ကျွန်တော်တို့73ကိုဆက်ပြီးကြည့်မယ်ပေါ့နော် okay 73က buy ဆိုတော့ဝယ်တာ okay ဝယ်သည်ပေါ့နော်ဒါလည်း verb to do ပဲ finish ကလည်း verb to do ပဲ verb to be လည်းမဟုတ်ဘူး verb to have လည်းမဟုတ်ဘူးဒါ verb to do တွေ okay အဲ့တော့ verb to do ဆိုတော့ဆက်ပြီးဆရာတို့ဝက်ကြောင်အရင်ဆုံးစပြီးခွဲကြည့်မယ်ဒါက subject I က subject and newspaper ဆိုတာက object ပေါ့နော် okay yesterday ဆိုတာကဘာလဲလို့ပြောလို့ရှိရင် time ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီမှာ verb ကိုဖြည့်တော့မယ်အဲ့တော့မနေ့ကလို့ပါမှာတော့ verb 2ပေါ့အဲ့တော့ by ကို verb 2ပြောင်းလိုက်ရုံပဲ
အဲ့တော့ပြီးသွားပြီဒါပဲမနေ့ကဆိုတဲ့စကားလုံးကြီးပါနေလို့ verb to ပြောင်းပေးရမှာအဲ့တော့ buy by ရဲ့ verb to ကဘာလဲလို့ပြောရင် bought bought မရရင်ကြက်ဒါလေးတွေကြက် by ရဲ့ verb to က bought ဆိုတာကြက်အဲ့တော့အဖြေကဘယ်လိုဖြစ်သွားလဲဆိုတော့ I bought a newspaper yesterday ကျွန်တော်မနေ့ကသတင်းစာတစ်စောင်ကိုဝယ်ခဲ့ပါတယ်ဘာသာပြန် verb မှာလာပြီးအဆုံးသတ်တယ်ကျွန်တော်ပြန်ပြောမယ်ကျွန်တော်မနေ့ကသတင်းစာတစ်စောင်ဝယ်ခဲ့ပါတယ်ပြီးပြီဒါပဲနာမည်တော့ okay နောက်တစ်ခု14ကိုဆက်သွားမယ် can ပေါ့ဒါ verb တွေထဲမှာ model verb အဲ့တော့အားလုံးစုံပြီး၄မျိုးဖြစ်သွားပြီအဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုရင် verb to have ဒါ verb to have ဒါ verb to be ဒါ verb to be ဒါက verb to do ဒါလည်း verb to do ဒီမှာ model verb တွေ model verb တွေmodel verb တွေ can အဲ့တော့ can ကဘာမှစဉ်းစားစရာမလိုကိန်းနေဘာမှမရှိဘူးသူကတခါတည်းတန်းထည့်ရုံပဲသူရေကူးတက်တယ်ဆိုလို့ရှိရင် he can swim သူရေကူးတက်တယ် he can swim သူရေကူးတက်တယ်ပေါ့ပြီးပြီဒါပဲတန်းထည့်ရုံပဲအဲ့ဒီတော့ဒီ model verb တွေရဲ့နောက်မှာဘာလိုက်လဲလို့ပြောလို့ရှိရင်ဒီ model verb တွေရဲ့နောက်မှာဘာလိုက်လဲလို့ပြောလို့ရှိရင်ကျွန်တော်တို့အခါထဲမှတ်ထားရမယ် model verb နောက်မှာ verb 0လိုက်တယ်verb 0တွေလိုက်တယ်အဲ့လည်းကျွန်တော်အပေါ်မှာဗီဒီယိုလေးတွေမှာရှင်းပြခဲ့ပြီးဖြစ်တယ် verb 0တွေကပါလဲ verb to be မှာ verb 0ကဘာတူ verb to have မှာ verb 0ကဘာတူ verb to do မှာ verb 0ကဘာတူဆိုတာကိုကျွန်တော်ရဲ့အပေါ်ကဗီဒီယိုလေးတွေမှာပြန်လေ့လာကြည့်ပေါ့မှတ်ထားရမှာ okay အဲ့တော့ he can swim သူရေကူးတတ်တယ်ပေါ့ okay နောက်ခုကျွန်တော်ဆက်ကြည့်မယ် can ပဲအဲ့တော့ तू တန်းသုံးရုံပဲအဲ့တော့ I သူဘာမှစဉ်းစားကြရမရှိဘူးဒါပေမဲ့တစ်ခုရှိတယ်ဒီမှာကြည့် last night ဆိုတာပါတယ်မနေ့ညကအဲ့ဒါဆိုလို့ရှိရင်တော့ but one but two စဉ်းစားရအောင်ဒီမှာကြည့်ဒီမှာဆိုရင် subject he has subject can swim က verb okay ဒီမှာ I က subject နောက်မှာ can sleep က verb very well okay ဒီမှာ last night ဒါက manner ပေါ့ဒါ manner ဒါ last night ဆိုတာကဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ time ပေါ့မနေ့ညကအဲ့တော့မနေ့ညကကျွန်တော်ကောင်းကောင်းအိပ်ပျော်သွားခဲ့ပါတယ်လို့ပြောတာပေါ့အဲ့တော့မနေ့ညကလို့ပြောမှတော့ verb to ပေါ့အဲ့တော့ can ရဲ့ verb to ကဘာလဲလို့ပြောလို့ရှိရင် could could c o u l d could I could sleep very well last night ကျွန်တော်မနေ့ညကကောင်းကောင်းအိပ်ပျော်သွားခဲ့ပါတယ်အိပ်ပျော်နိုင်ခဲ့ပါတယ်ဒါပေမဲ့ okay နောက်တစ်ဆက်ကြည့်မယ် go က verb to do ပဲ okay verb to do ဆိုတော့ကျွန်တော်တို့စဉ်းစားမယ် go ဒီ verb to do okay အဲ့တော့ဒီမှာဗာရေးထားလဲကျွန်တော်ဝက်ကြလေးတွေစပြီးလေ့လာကြည့်မယ် I က subject to the cinema ဆိုတာရုပ်ရှင်ရုံတို့ yesterday ဆိုတာမနေ့ကအဲ့တော့ဒါက place ဒါက time ဒါကနေရာပြဖို့ဒါကအချိန်ပြဖို့အဲ့တော့ go ကိုထည့်ပေးရမယ်အဲ့တော့မနေ့ကလို့ပါမှတော့မနေ့ကလို့ပြောမှတော့အတိတ်ကိုပြောနေတာဆိုတော့ကျွန်တော်တို့ကဒီ go ကို verb to ပြောင်းပေးရမယ် go ရဲ့ verb to ကဘာလဲ went I went to the cinema yesterday ကျွန်တော်မနေ့ကရုပ်ရှင်ရုံကိုသွားခဲ့တယ်ဒါ verb ပေါ့အဲ့တော့ဝါကြဘယ်လိုဖြစ်သွားလဲ subject verb place time ဒီပုံသဏ္ဍာန်လေးဖြစ်သွားတယ်ညာမနော် okay ကျွန်တော်မနေ့ကရုပ်ရှင်ရုံကိုသွားခဲ့ပါတယ်လွယ်တယ်okay အဲ့တော့ကျွန်တော်ဆက်ပြီးကြည့်မယ်နောက်တစ်ခုဆက်ပြီးကြည့်လေ့လာကြည့်မယ် BB ပေါ့ဒီမှာ BB ပေးထားတယ် okay အဲ့တော့ကျွန်တော်တို့ဝက်ကြကလေးကိုအရင်ဆုံးပိုင်းကြည့်မယ်ပေါ့they က subject at the beach ကပါလဲလို့ပြောလို့ရှိရင် place ကမ်းခြေမှာလို့ပြောတာ at the beach ကမ်းခြေမှာဆိုတော့နေရာပြဖို့ now last Friday morning လွန်ခဲ့တဲ့တောက်ကြနေ့မနက်တုန်းကဆိုတော့ဒါက time အချိန်ပြဖို့ညာမနော် okay အဲ့တော့ကျွန်တော်တို့ကကမ်းခြေမှာလို့ပြောမှာတော့ဒီကမ်းခြေမှာလို့ပြောမှာတော့ဒီ verb to be ရဲ့အဓိပ္ပာယ်ကဘာဖြစ်သွားလဲဆိုတော့ရှိသည်ဖြစ်သွားတာပေါ့ကမ်းခြေမှာရှိတယ်ပေါ့ဒါမျိုးလေးပြောတာ okay အချိန်ကိုကြည့်လိုက်တော့ဘာဖြစ်နေဆိုလွန်ခဲ့တော့တောက်ကြနေမနက်ကဆိုတော့အတိတ်ကိုပြောနေတာဆိုလို့ရှိရင်ကျွန်တော်တို့ကနှလုံးရှိတယ်westရှိတယ် wa ရှိတယ်တစ်လုံးရွေးချယ်ပေးရအဲ့တော့ဒီမှာ they လို့ပေးထားတယ် subject ကိုကြည့် they လို့ပေးထားတာsubject က they လို့ပြောမှတော့အများကိန်းဆိုတော့ကျွန်တော်တို့ကဘာလို့ရမလဲဆိုလို့ရှိရင် subject ကအများကိန်းမို့လို့ကျွန်တော်တို့ကဒီဘက်မှာအများကိန်းရွေးပေးရမယ်အများကိန်းကဘာလို့လဲဆိုရင် were they were လို့ထွက်ပါတယ်အတန်ထွက်က they were at the beach last Friday morning သူတို့လွန်ခဲ့တဲ့တောက်ကြနေ့မနက်ကကမ်းခြေမှာရှိနေခဲ့ကြပါတယ် okay နောက်ခုချက်ကြည့်မယ် BB ပဲ
BEB ပဲ okay အဲ့တော့ကျွန်တော်တို့စပြီးလေ့လာကြည့်မယ်ဝါကြလေးကို they are subject ရအောင်နော် okay very expensive နော် very expensive မှာနော်ဒါက adverb ပေါ့ very က adverb expensive က adjective okay adjective ဈေးကြီးတော့ပေါ့နော်ဈေးကြီးတော့ very ဆိုတာအရန်ဈေးကြီးတယ်အဲ့ဈေးကြီးတော့ကိုဈေးကြီးဒီလို့ဖို့ verb to be နဲ့တွဲမှာနော်သူတို့ကအရန်ဈေးကြီးတယ်အခုလက်ရှိမျက်စိမှာမြင်နေတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုပြောနေအဲ့ဒါတွေကအရန်ဈေးကြီးတယ်အဲ့လိုပြောတာဆိုတော့ကျွန်တော်တို့က MS area စဉ်းစားရမယ်လက်ရှိဟာကိုပြောနေတာမို့လို့ MS area စဉ်းစားမယ် okay MS area ဘယ်သူကိုရွေးမလဲလို့ပြောလို့ရှိရင် they subject က they မို့လို့ are ကိုရွေးမယ်အဲ့တော့ they are ဖြစ်သွားတယ် they are very expensive အဲ့ဒါတွေကအရန်ဈေးကြီးတယ်ဒါမျိုးလေးဖြစ်သွားတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့နောက်ထပ်19စကြည့်မယ်နော်ဒီတစ်ခါပေးတဲ့ verb လေးက verb to have ဖြစ်သွားပြီ verb to have ရဲ့အဓိပ္ပာယ်ကမှားရှိတယ်ပေါ့နော်မှားရှိတယ်ပေါ့ okay အဲ့တော့ဝါကြလေးကိုပိုင်းကြည့်မယ်နော်ဒီမှာ we are subject နော် a lot of work to do ပေါ့ဒါတွဲပေါ့နော်ဒါ object ပေါ့နော်လုပ်เสียအလုပ်တွေအများကြီးလို့လေးပေးရတယ်လုပ်เสียအလုပ်တွေအများကြီးကိုဘယ်လိုပြောလဲဆိုတော့ a lot of work to do okay အဲ့တော့ကျွန်တော်တို့မှာလုပ်เสียအလုပ်တွေအများကြီးရှိတယ်အခုရှိနေတာဆိုတော့ကျွန်တော်တို့ကဘဝ1ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်နှလုံးရှိတယ် has ရှိတယ် have ရှိတယ်ပေါ့နော်ဘဝ1ဆိုတာ ਨੇ has နဲ့ have နဲ့နှလုံးရှိတယ်အဲ့ဒီထဲမှာကျွန်တော်ဘယ်ဟာရွေးမလဲ have have ကိုရွေးမယ်ဘာကြောင့်လဲ we ကအများကိန်းဖြစ်လို့အများကိန်းဆိုအများကိန်းနဲ့ပဲသွားပေးရမယ်အားကြောင့်လို့အဖြေက we have နော် we have a lot of work to do ငါတို့မှာလုပ်เสียအလုပ်တွေအများကြီးရှိတယ်နော် okay sorry ဒါလေးက verb ပေါ့ verb ဖြစ်ပါတယ် okay ဒါလေးကတော့ကျွန်တော်တို့ခါတိုင်းပုံသဏ္ဍာန်နဲ့ပြောမယ်ဆိုလို့ရှိရင် noun ပေါ့နော် noun ဘာရှိတာလဲဆိုတာကိုဖော်ပြတာအလုပ်တွေအများကြီးရှိတယ်လုပ်เสียအလုပ်တွေအများကြီးရှိတယ်okay အဲ့တော့ကျွန်တော်နောက်တစ်ခုစစ်ကြည့်မယ် have have ပဲထပ်လာတယ်မှားရှိသည်ပဲနောက်တစ်ခုကြုံခဲ့သည်ပေါ့ okay အဲ့တော့ကျွန်တော်တို့ verb လေးကိုစပြီးခွဲရမယ် we ဆိုတာက subject နောက် a good holiday ကောင်းမွန်တဲ့အားလေးရဲ့တစ်ခုဆိုတော့ဒါက noun ပေါ့နောက် last week ဆိုတာလွန်ခဲ့တဲ့အပတ်ကဆိုတော့ time ပေါ့အဲ့တော့လွန်ခဲ့တဲ့အပတ်ကလို့ပြောမှာတော့ verb 2ဖြစ်သွားပြီ verb 2ဖြစ်သွားပြီဆိုတော့ have have ရဲ့ verb 2ကဘာလဲတစ်လုံးပဲရှိတယ် hadနော်အဲ့တော့ we had a good holiday last week ကျွန်တော်တို့လွန်ခဲ့တဲ့ပတ်ကကောင်းမွန်တဲ့အားလျက်ကာလတစ်ခုကိုရရှိခဲ့ကြပါတယ်နော် okay ကျွန်တော်တို့လွန်ခဲ့တဲ့ပတ်ကကောင်းမွန်တဲ့အားလျက်တစ်ခုကိုပိုင်ဆိုင်ရရှိခဲ့ကြပါတယ်နော် okay နောက်တစ်ခုဆက်ပြီးကြည့်မယ် BEB ပဲ BEB ဆိုတော့ဖြစ်သည်ရှိသည် adjective နဲ့တွဲမယ်၃မျိုးမှတ်ထားမယ်ဖြစ်သည်ရှိသည် adjective နဲ့တွဲမယ်ညမနော် okay အဲ့တော့ကျွန်တော်တို့ဝါကြကလေးကိုစပိုင်းကြည့်မယ် your keys မင်းရဲ့တော့တွဲဆိုတော့ဒါ subject နော် on the table ဆိုတာကဇပွဲပေါ်မှာဆိုတော့ place နော် place အဲ့တော့ဒီမှာ BEB ရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ရှိသည်ပေါ့ဇပွဲပေါ်မှာရှိတယ်လို့ပြောတာနော်အဲ့တော့ BEB နဲ့ပတ်သက်လာရင်၃မျိုးမှတ်ထားမယ်ဖြစ်သည်ရှိသည် adjective နဲ့တွဲသည်နော်ဖြစ်သည်ရှိသည် adjective နဲ့တွဲသည်ဒါလေးကိုအသိမှတ်ထားokay အဲ့တော့အခုလက်ရှိတော့တွဲကဇပွဲပေါ်မှာရှိနေတာမို့လို့နော်ဘယ်အုပ်စုတွေကနေစဉ်းစားမလဲဘဝန်းတွေက MS area စဉ်းစားမယ် MS area စဉ်းစားမယ်အဲ့တော့ MS area ဘယ်သူ့ကိုရွေးမလဲဆိုလို့ရှိရင် key မှာ s ပါတဲ့ကြောင့်မလို့ r ကိုရွေးမယ်ဘာကြောင့်လဲ key မှာ s ပါလို့နော်ဒီမှာ key မှာ s ပါလို့အများကြီးရမယ်နော် okay အားကြောင့်မလို့နော်ဒီမှာ your keys are on the table မင်းရဲ့တော့တွဲကဇပွဲပေါ်မှာရှိနေတယ်နော်ဒီမှာ AI R ဘာအဓိပ္ပာယ်လဲရှိသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် okay 22ကိုထပ်ပြီးကြည့်မယ်ပေါ့နော်22က verb to be လို့ပေးထားတယ် okay အဲ့တော့ verb to be ဆိုတော့ရှိသည်ဖြစ်သည် adjective နဲ့တွဲသည်နော်အားလေးကောင်းတဲ့ထည့်ထားမယ်ရှိသည်ဖြစ်သည် adjective နဲ့တွဲသည် verb to be ပေါ့နော်အဲ့တော့ verb to be မှာဘာတွေပါလဲဆိုရင် bm is are was were been နော်ရှေ့ကဗီဒီယိုမှာပေးထားတဲ့ကြည်ပဲမှတ်ပါနော် verb to be မှာဘာတွေပါလဲလို့မေး bm is are was were beenနော် okay verb to be အဓိပ္ပာယ်ပါလဲလို့ပြောရင်ဖြစ်သည်ရှိသည် adjective နဲ့တွဲသည်နှစ်မျိုးသုံးမျိုးပေါ့နော်ဖြစ်သည်ရှိသည် adjective နဲ့တွဲသည်သုံးမျိုး okay အဲ့တော့ကျွန်တော်ဝါကြလေးကိုစပြီးခွဲကြည့်မယ် the weather ဆိုတာက subject အဲ့မနော် okay nice က adjective ပေါ့ nice ဆိုတာက adjective စလုံးနော် okay today ကပါလဲလို့ပြောလို့ရှိရင်ဒီနေ့ပေါ့နော် okay ဒီနေ့ဆိုတော့ time ပေါ့နော် time ပေါ့ okay အဲ့တော့ဒီနေ့လို့ပြောမှာတော့ကျွန်တော်တို့ဘဝန်းနဲ့ရပဲစဉ်းစားပေးရမယ်เนาะ okay အဲ့တော့ဘဝန်းနဲ့ရဆိုလို့ရှိရင် MSR ဆိုပြီး၃လုံးရှိတယ် verb to be မှာဘဝန်းနဲ့ရဆိုရင် MSR ဆိုပြီး၃လုံးရှိတယ်အဲ့ထဲမှာ the weather ဒီတစ်ခုကိန်းမို့လို့ကျွန်တော်တို့ကဘယ်သူ့ရေးမလဲဆိုတော့ is ကိုရေးမယ် the weather is
nice today အဲ့တော့ခုနဒီ verb to be ကဘာအနေနဲ့သုံးရလဲ adjective နဲ့တွဲသည်ဆိုတဲ့ verb to be ပုံသဏ္ဍာန်သုံးသွားတာဖြစ်တယ်ဖြစ်သည်လို့လည်းအဓိပ္ပာယ်မရဘူးဒီ is ကရှိသည်လို့လည်းအဓိပ္ပာယ်မရဘူးဒီ is ကဘာလို့ဖို့သူဝင်လာလဲเนาะตาယာတော့ကိုตาယာသည်လို့ချင်လို့ဝင်လာပေးတာเนาะ adjective ကိုလာပြီးတော့သူကပေါင်းဆက်ပေးလိုက်တာตาယာတော့ကိုตาယာသည်လို့ချင်လို့အဲ့တော့ဘာသာပြန်ကြည့်တော့ယာတိဥတုကဒီနေ့ตาယာပါတယ်အဲဒါမျိုးလေးဖြစ်သွားတယ်ဒါမျိုးเนาะ okay နောက်တစ်ခုကြည့်မယ် walk က verb to do okay verb to do ကျွန်တော်စကြည့်မယ်ဝကြကလေးကိုစပြီးခွဲကြည့်မယ် my brother နော် my brother okay အဲ့တော့ဒါ subject my brother ဒါ subject okay in the bank ဘဏ်တစ်ခုမှာဆိုတာနေရာပြဖို့ပေါ့နော်ဘဏ်တစ်ခုအဲ့တော့ဘဏ်တစ်ခုမှာအလုပ်လုပ်တယ်လို့ပြောချင်တာ work work ဆိုတာကအလုပ်လုပ်တယ်ပေါ့အဲ့တော့ကျွန်တော်ညီကအလုပ်နော်ဘဏ်တစ်ခုမှာအလုပ်လုပ်တယ်လက်ရှိလုပ်နေတာပေါ့နော်လက်ရှိ तू ကအလုပ်ဘဏ်ကိုသွားတယ်လာတယ်ဘဏ်ကိုသွားတယ်လာတယ်အဲ့တော့ तू ကလက်ရှိဒီလုပ်ကိုလုပ်နေတဲ့သူဖြစ်တယ်အဲ့ကြောင့်မို့ဘဝန်းနဲ့စဉ်းစားမယ်ဘဝန်းစဉ်းစားပြီးဆိုကျွန်တော်ကနှစ်ခုရှိတယ် verb to do မှာဆိုရင် s ပါတာနဲ့မပါတာဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဘယ်ဟာကိုရွေးမလဲနော် s ပါမပါရင်အများကိန်းပါရင်တစ်ခုကိန်းအဲ့တော့ my brother subject ကိုပြန်ကြည့်ရမယ် subject က my brother ဆိုတော့တစ်ယောက်တည်းမို့လို့ကျွန်တော်က verb ကလည်းတစ်ခုကိန်းပဲလိုက်ပေးရမယ်ဒီမှာတစ်ခုကိန်းကဘာလို့လဲ walks s ထည့်ထားတဲ့စလုံးကတစ်ခုကိန်းအားကြောင့်မလို့အဖြေရပါလဲလို့ပြောရင် works walks အဲ့တော့ my brother works in the bank เนาะကျွန်တော်ညီကဘဏ်တစ်ခုမှာအလုပ်လုပ်ပါတယ် okay နောက်တစ်ခုဆက်ပြီးကြည့်မယ် sleep တဲ့ဒါလည်းဘာစလုံးပဲလဲလို့ပြောလို့ရှိရင် verb to do ဖြစ်ပါတယ် verb to be လည်းမဟုတ်ပါဘူး verb to have လည်းမဟုတ်ပါဘူး verb to do ဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့စပြီးတော့ဝကြကလေးကိုပိုင်းကြည့်မယ်လေ့လာကြည့်မယ် I က subject เนาะ7 hours เนาะဒါက object ပဲဆိုပါတော့เนาะ okay a night ဆိုတာက time ပေါ့เนาะ time ဖြစ်ပါတယ်အဲ့တော့တညကိုဘယ်နှနာရီအိတ်လဲလို့ပြောလို့ရှိရင်9နာရီအိတ်တယ်ဒါမျိုးပြောတာဒါကတညကိုကျွန်တော်9နာရီအိတ်ပါတယ်လို့ပြောလို့ရှိရင်ဒါကိုယ့်ရဲ့အလေးထားကိုဖော်ပြတာအလေးထားကိုပြောရင်ဘဝန်းကိုသုံးဘဝန်းကိုသုံးမယ်ဆိုရင်နှစ်မျိုးရှိတယ် s ပါတာနဲ့မပါတာနဲ့ sleep နဲ့ sleeps နှစ်မျိုးရှိတယ်အဲ့တော့ဘယ်အောင်ရွေးမလဲအောက်ကြီး subject ကိုကြည့် subject ကဘာဖြစ်တော့ subject နဲ့ verb နဲ့လိုက်ပြီးတော့ညှိရမှာ subject ကိုကြည့် subject က I ဆိုတော့ ses မပါတာကိုရွေးချယ်ပေးရမယ်I sleep 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 7 hours a night I sleep 7 hours a night ကျွန်တော်တညကို9နာရီအလုပ်လုပ်ပါတယ် okay နောက်တစ်ခုဆက်ပြီးကြည့်ကြည့်မယ်เนาะဒီ finish လေးကိုကြည့်မယ်ကြည့်ပါเนาะ okay အဲ့တော့ finish ဆိုတဲ့ verb လေးကကျွန်တော်တို့ verb to do ဖြစ်တယ်ပေါ့เนาะ okay verb to be လည်းမဟုတ်ဘူး verb to have လည်းမဟုတ်ဘူး verb to do ဖြစ်တယ်ပေါ့ဒါလေးချက်မှတ်ထားပေးရ okay ဝက်ကြောက်ကျွန်တော်တို့ပိုင်းကြည့်မယ် he က subject เนาะ okay walk က object ali ကကျွန်တော်တို့ manner adverb ပေါ့เนาะတနည်းအားဖြင့် adverb ပေါ့ okay today ဆိုတာက time เนาะ time okay အဲ့တော့ကျွန်တော်တို့ကဒီနေ့အလုပ်စောစောပြီးသွားတယ်ပေါ့အလုပ်စောစောပြီးတယ်ဆိုတော့ကိုကဒီစကားကိုပြော तू ကဒီ तू အလုပ်စောစောဒီနေ့ပြီးသွားတယ်လို့ပြောလို့ရှိရင်သိကြတာပြီးသွားခဲ့ပြီးပြီ verb to ပေါ့ verb to ပဲသုံးရမှာဘာဝင်ဒီစကားဒီကိုယ့်ကိုပြန်စဉ်းစားကြည့် तू အလုပ်စောစောဒီနေ့ပြီးသွားတယ်လို့ပြောလို့ရှိရင်ပြီးသွားလို့ပြောနေတာအားကြောင့်မလို့ verb to နော် verb to ဆိုတော့ကျွန်တော်တို့က verb to လေးဖြည့်လိုက်ရုံပဲအဲ့တော့ finish ရဲ့ verb to ကပါလဲ finished finished ပြီးပြီဒါပဲအဲ့တော့ဒါက verb စလုံးပေါ့နော် finish က verb စလုံးအဲ့တော့ဘယ်လိုဖြစ်လဲ subject verb object manner time ဖြစ်သွားတယ်ဒီဝက်ကြလေးอ่ะအဲ့တော့သူကနော်သူကအလုပ်ကိုဒီနေ့စောစောပြီးခဲ့ပါတယ်အဲ့ဒါပဲပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ထားပါမယ်နောက်ဗီဒီယိုတစ်ခုမှာဆက်ပြီးတော့26ကနေပြီးတော့ပြန်ပြီးပြောသွားပေးမယ်ပေါ့နော် okay ကျေးဇူးပါခင်ဗျာ